တွေးလိုက်ပြီဆိုတာနဲ့လေဘေးတင်မေးလက်ရေရာခြေလိုက်နဲ့တခါလာလဲဟိုဟာဆောင်ဝိုင်းဒီဟာဆောင်ဝိုင်းနဲ့စိတ်ကုန်လာပြီ ဟယ်လိုဆရာညီမကောင်နဲ့လေညီမကိုပြက်ပြီလို့ပြောရဲဆရာအဲ့ဒါတကယ်ပြက်တာလားမပြက်တာလားဆိုတော့ဆရာကက်ကြည့်လေအောင် ကျွန်တော်မှာသိချေရတဲ့ကောင်မလေးတယောက်ရှိတယ်။ तू ကကျွန်တော်တော့အစားအစာရရအားလုံးကောင်းတယ်။မကောင်းတာတော့တစ်ချက်ပဲဗျ။အဲ့ဒီအချက်ကပဲသူနဲ့ကျွန်တော်နဲ့လမ်းခွဲရတဲ့အကြောင်းရင်းဖြစ်သွားတယ်။အဲ့ဒီအချက်ကဘာလဲဆိုတော့ချစ်ကိုဒီနေ့အင်တာဗျူးအဆင်ပြေမှာပါနော်ကိုဒီလောက်ကိုရမှာဖြစ်မယ် ဩမပူပါနဲ့ကွာလေအဆင်ပြေသွားမှာချစ်လေဟိုဒီမနဲ့မလာခင်ရောပြီးရင်လေမနေ့ရောလေကိုအတွက်လိုအပ်တဲ့အဆောင်ရောက်နေဘေးရင်းနဲ့အကုန်လုံးခဲ့ပြီလားပြီးတော့လေဟိုချစ်မင်းနေတာဖေးဆရာရတယ်ပြောရဲဒီနေ့တော့ဘာမှမပူနဲ့တဲ့အားလုံးအဆင်ပြေသွားမှာ ချစ်ရလေကွာကိုလို့ရဖို့မရဘူးဆိုတာအဲ့ဒါနဲ့မဆိုင်ပါဘူးပြီးတော့အဲ့ဘေးတင်ရေရာဆိုတာကိုယုံကြည်ရှိရတယ်မဟုတ်ဘူး ကိုမယုံကြည်ခြင်းနေလို့ရရင်နော်မလေးမစားတော့မလုပ်နဲ့ โอเค ပြီးတော့လေဘာလို့ဒီအမေကြီးဝတ်လာလဲဒီနေ့ရွှေရောင်ဝတ်ရမှာလောက်ပြောလိုက်တာလေချစ်လက်ဆောင်ပေးရတဲ့ DM ရွှေရောင်နိုင်လေးရှိရလေအဲ့ဒါဝတ်လာခဲ့လို့ပြောရတယ်ဒီနေ့မှာရွှေရောင်ဝတ်မှာကိုယ့်ရဲ့နာကလည်းရွှေရောင်လို့ဝင်းလက်တောက်ကနေမှာဒီလောက်ပြောလိုက်တဲ့ကိစ္စချစ်စကားဆိုလင်းနံမထားဘူး အာနေစမ်းပါကွာဒီမှာဘယ်ရမဆိုလေကိုကလုံးမကိုကရမှာနော် โอเค တော်ပြီဆက်မပြောနဲ့တော့ငါဆက်ပြောလို့ရှိရင်ရန်ဖြစ်တော့မယ် ကိုကပါတယ်မောလဲအခုလုံနေရအားလုံးအပိုတွေလို့ကိုကပြောချင်တာလားချစ်လုံနေရမှန်များကိုယ့်အတွက်ကြီးပဲနော်မပြောအခုဘေးနေပါလေဆိုရတယ်တကယ်ကွာ ဘာဆက်မပြောနဲ့တော့တွေးလိုက်ပြီဆိုတာနဲ့လေဘေးတင်မေးလက်ရေရာခြေလိုက်နဲ့တခါလာလဲဟိုဟာဆောင်ဝိုင်းဒီဟာဆောင်ဝိုင်းနဲ့စိတ်ကုန်လာပြီမင်းဒီနေ့ဆက်သွားနေမယ်ဆိုလို့ရှင်တော့မင်းနဲ့ငါနဲ့ဆက်လိုက်ဒီမှာပဲရက်လိုက်တာတော့မယ် အော်ရှင်ကကျမကိုလမ်းခွဲမယ်လို့ပြောရလား ဟုတ်တယ် ရတယ်အဲ့ဆိုလို့ရှိရင်ကျမဆရာကိုဖုန်းဆက်ပေးမယ်ခုချိန်ကလမ်းခွဲဖို့အတွက်အချိန်ကောင်းဟုတ်မဟုတ်ပေးမယ်ခုချိန်ကလမ်းခွဲဖို့အတွက်အချိန်ကောင်းဟုတ်မဟုတ်ပေးမယ် မင်းဟာတော့ပြီကွာဒီမှာမင်းနဲ့ငါနဲ့ဆက်လိုက်ဒီမှာနေပြက်ပြီ မင်းနေရလေ အဲ့မမင်းနေလိုက် ဟယ်လိုဆရာညီမကောင်နဲ့လေညီမကိုပြက်ပြီလို့ပြောရဲဆရာအဲ့ဒါတကယ်ပြက်တာလားမပြက်တာလားဆိုတော့ဆရာကက်ကြည့်လေအောင် ဟောဆွေ ကောင်းမြန်မတွေ့ရအောင်တော့ကြားပြီနော် ဟုတ်ပါဗျာကိုရီမတွေ့တာ3နှစ်တော့ကြော်ပြီနော်ဒီကြားထဲဘယ်လိုလဲအဆင်ပြေရလားပြီးတော့ဖုန်းနံပါတ်ကရောအရှင်းနံပါတ်ပဲလား အဆင်ပြေပါရဲ့ဖုန်းနံပါတ်ကလည်းဒီဖုန်းနံပါတ် ကိုကဆွေဖုန်းနံပါတ်ကိုအမြဲတမ်းလွှဲရနေတာဆိုတော့ကိုပြန်ခေါ်လို့ရလား ရပါရဲ့ဟိုဒါပေမဲ့ဖုန်းဆက်တာကလူချင်းတွေ့တာပိုကောင်းတယ် ဟမ်လူချင်းတွေ့လို့ရတယ်ဟဟလားဟိုဘယ်လိုတွေ့ရမလဲ ဟုတ်ကဲ့လေနော် yeah boy ဒါဟောကန်လေးစားကန် ဟမ်ဟောကန် စွန့်ရည်မျိုးသားဟောကန်ဖွင့်လာရတယ်ဒါကိုကောင်းမြတ်ခက်ခဲရှိရဖြစ်ဖြစ်အဆင်မပြေရဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီရှိမှလေးဖေးမင်းမီးရဲလာချင်လို့ရတယ်အဲ့ဆိုစားလိုက်ပါဦးမယ်နော် ဟုတ်ပါပြီဗျာအော်ဆူနောက်ဆုံးတော့လည်းသူနဲ့ဓာတ်တူနန်တူရသွားတာပဲနော်ငါမှတော့လွမ်းလိုက်ရတာ